Animate a character ဒီသင်ခန်းစာမှာတော့ Scratch မှာ character တွေကိုတောက်ဝင်လှုပ်ရှားလာအောင်ပြုလုပ်ကြည့်မှာဖြစ်ပါတယ်။တနည်းပြောရရင် character တွေကို animate ပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ပါဝင်တဲ့ title တွေကတော့ Move with arrow key, make a character jump, switch poses, glide from point to point, walking animation, flying animation, talking animation, draw an animation ပထမဆုံး title ဖြစ်တဲ့ Move with arrow key ကိုစတင်ပါမယ်။ arrow key တွေကိုအသုံးပြုပြီး character တွေကို state ရဲ့ area အတွင်းမှာရွေ့လျားနိုင်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ Circle to backdrop ကိုအသုံးပြုလိုက်ပါမယ်။ character ကိုတော့ Pico walking ကိုအသုံးပြုလိုက်ပါမယ်။ character ကို state ရဲ့ X ဝင်ရိုးအတိုင်းအရှေ့အနောက် left and right ရွေ့လျားနိုင်အောင် one right arrow key press နဲ့ chain X ပိုင်းထန်းကိုချိတ်ဆက်ပေးလိုက်ပါမယ်။နောက်ထပ် one left arrow key press နဲ့ chain X ပိုင်း minus 10ကိုချိတ်ဆက်လိုက်ပါမယ်။အဲ့ဒါဆိုရင် keyboard ရဲ့ left and right arrow ကိုအသုံးပြုပြီး character ကိုရွေ့လျားနိုင်ပြီဖြစ်ပါတယ်။နောက်ထပ် Y ဝင်ရိုးအတိုင်း state ရဲ့အပေါ်အောက် character ကိုရွေ့လျားနိုင်အောင် one up arrow key press နဲ့ chain Y ပိုင်းထန်း one down arrow key press နဲ့ chain Y ပိုင်း minus 10တို့ကိုချိတ်ဆက်လိုက်တဲ့အခါမှာ character ကို keyboard ရဲ့ up and down arrow ကိုအသုံးပြုပြီးအပေါ်အောက်ရွေ့လျားနိုင်မှာဖြစ်ပါတယ်။အခုဆိုရင်ဇက်ကောင်ကို arrow key တွေကိုအသုံးပြုပြီး state ရဲ့ပေါ်မှာရွေ့လျားသွားလာနိုင်ပြီဖြစ်ပါတယ်။ Make a character jump ဒီသင်ခန်းစာမှာတော့ key တစ်ခုကိုနှိပ်တဲ့အခါမှာဇက်ကောင်ကို Y ဝင်ရိုးအတိုင်းအပေါ်အောက် jump ပြုလုပ်နိုင်အောင်ပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ Blue sky backdrop ကိုအသုံးပြုလိုက်ပါမယ်။ Sprig အနေနဲ့ Giga walking ကိုခေါ်ယူအသုံးပြုလိုက်ပါမယ်။အသုံးပြုမဲ့ code တွေကတော့ keyboard ရဲ့ space bar ကို click ပြုလုပ်တဲ့အခါတိုင်း action တစ်ခုဖြစ်ပေါ်စေဖို့အတွက် one space key press သူ့ရဲ့အောက်မှာတော့ chain Y ပိုင်း block တန်မိုးကိုတော့ sprig ကိုခုံစေခြင်းနဲ့ထောင်လိုက်အနေအထား60ကိုထည့်ပေးလိုက်ပါမယ်။ 0.3 second စောင့်ခိုင်းလိုက်ပါမယ်။ပြီးရင်နောက်ထပ် chain Y ပိုင်း block မှာတန်မိုးကို -60 ထားလိုက်ပါမယ်။ဒီ program ဟာ space bar ကိုနှိပ်တဲ့အခါတိုင်း sprig ကို jump ပြုလုပ်ပေးစေတဲ့ code တွေဖြစ်ပါတယ်။၎င်းပုံစံခုတ်မျိုးကို jamming game တွေဖန်တီးတဲ့အခါမှာအသုံးပြုနိုင်ပါတယ်။ Switch poses ဆိုတာ Scratch program မှာ sprig ရဲ့အမူအရာပုံစံတွေကိုပြောင်းလဲဖို့ code တွေကိုဖန်တီးမှာဖြစ်ပါတယ်။အဲဒီတော့တစ်ခုထက်မကတဲ့ costume ပါဝင်တဲ့ mask ကဲ့သို့သော script ခုကိုအသုံးပြုလိုက်ပါမယ်။ costume ထက်မှာ sprig ရဲ့မတူညီတဲ့ costume တွေကိုတွေ့နိုင်ပါတယ်။ one space key press နဲ့စတင်လိုက်ပါမယ်။အဓိပ္ပာယ်ကတော့ space bar ကိုနှိပ်တဲ့အခါတိုင်း code တွေကိုစတင်စေဖို့ဖြစ်ပါတယ်။ဒုတိယအဆင့်မှာတော့ switch costume to mask C အဓိပ္ပာယ်ကတော့ sprig ကို mask C ဆိုတဲ့ပုံစံပြောင်းလိုက်တာဖြစ်ပါတယ်။တတိယအဆင့်မှာ wait 0.3 second စောင့်ခိုင်းပြီးစတုတ္ထအဆင့်မှာ switch costume to mask B ကိုအသုံးပြုပြီးနောက်ထပ် costume ကိုပြောင်းလဲလိုက်ပါမယ်။၎င်း program ဟာ animation တစ်ခုဖန်တီးဖို့ဖြစ်ပါတယ်။ဥပမာကစားသမားရဲ့လှုပ်ရှားမှုပုံစံပြောင်းတာမျိုးဖြစ်ပါတယ်။ space bar ကိုနှိပ်လိုက်တိုင်း mouse ရဲ့အခုလိုလှုပ်ရှားမှုကိုတွေ့ရမှာဖြစ်ပါတယ်။ Glide from point to point Scratch program မှာ script ခုကိုချောမွေ့စွာရွေ့လျားစေဖို့ဖန်တီးမှာဖြစ်ပါတယ်။ Navla backdrop ကိုရွေးချယ်လိုက်ပါမယ်။ Character ကိုတော့ Rocky Shape ကိုအသုံးပြုလိုက်ပါမယ်။ Code ကို one green flag click နဲ့စတင်လိုက်ပါမယ်။ပထမအဆင့်မှာတော့ go to xy block မှာ xy value ကို x-160 y-130 သတ်မှတ်လိုက်ပါမယ်။အဓိပ္ပာယ်ကတော့ sprig ရဲ့စမှတ်ကို state ရဲ့ x-160 y-130 နေရာမှာစတင်မှာဖြစ်ပါတယ်။ဒုတိယအဆင့်မှာတော့ glide 1 second to xy block ရဲ့ xy တန်ဖိုးကို x-40 y-10 အဓိပ္ပာယ်က1 second အတွင်း x-40 y-10 ဆိုတဲ့ညာဘက်အပေါ်နေရာကိုချောမွေ့စွာရွေ့လျားသွားမှာဖြစ်ပါတယ်။တတိယအဆင့်မှာ glide 1 second to xy block မှာ xy တန်ဖိုးကို x-140 y-80 နဲ့ချိတ်ဆက်လိုက်မယ်။အဓိပ္ပာယ်ကတော့နောက်ထပ်1 second အတွင်း x-140 y-80 ဆိုတဲ့နေရာကိုဆက်သွားပါလိမ့်မယ်။ Green flag ကို click ပြုလုပ်ပြီး program ကို run ကြည့်တဲ့အခါတနေရာမှတနေရာကိုရွေ့လျားနေတဲ့ animation တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။အခုလိုမျိုး code ရေးသားပုံကို game တွေလက်တွေ့ဖန်တီးတဲ့အခါမှာဇက်ကောင်တွေကိုရွေ့လျားဖို့အသုံးပြုနိုင်ပါတယ်။ Walking animation ဒီသင်ခန်းစာမှာတော့ဇက်ကောင်တစ်ခုကိုလမ်းလျှောက်ခြင်းဒါမှမဟုတ်ပြေးနေတယ်လို့ animate ပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ Jungle backdrop ကိုအသုံးပြုလိုက်ပါမယ်။ဇက်ကောင်ကိုတော့ Unicorn running ကိုခေါ်ယူထားလိုက်ပါမယ်။
event ကိုတော့ one green flag click ကိုအသုံးပြုလိုက်ပါမယ်။သူ့ရဲ့အောက်မှာတော့ spray ရဲ့စာမှတ်ကို go to xy block တန်ဖိုးကို xy-140 y-60 နေရာကနေစတင်လိုက်ပါမယ်။ဒုတိယအဆင့်မှာတော့အဆက်မပြတ်ရွေ့လျားနိုင်မှုအတွက် repeat loop ကိုအသုံးပြုပြီးတန်ဖိုးကိုအကြိမ်90သတ်မှတ်ပေးလိုက်ပါမယ်။ repeat loop ထဲမှာတော့ move 10 step နဲ့သူ့ရဲ့အောက်မှာ next costume block ကိုထည့်ပေးလိုက်ပါမယ်။ program ရဲ့အလုပ်လုပ်ပုံကတော့ repeat loop ထဲမှာရှိတဲ့အတွက်အကြိမ်ကြိမ်လှုပ်ရှားစေပြီး10 step ရွေ့လျားပြီးတိုင်း spray ရဲ့အသွင်အပြင်တစ်ခုပြောင်းသွားစေဖို့ဖြစ်ပါတယ်။ green flag ကို click ပြီး program ကိုစတင်ကြည့်လိုက်တဲ့အခါ unicorn တစ်ကောင်ပြေးနေတဲ့ animate တစ်ခုကိုအခုအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။အကယ်၍ animation ကိုနှေးစေခြင်းနဲ့ဆိုရင် wait 0.01 second block ကို repeat ထဲကိုထည့်ပေးခြင်းဖြင့်လှုပ်ရှားမှုကိုနှေးစေမှာဖြစ်ပါတယ်။ flying animation ဒီတစ်ခါမှာတော့ငှက်တကောင်အတောင်ပံခတ်ပြီးပြန်တန်းနေတဲ့ animate တစ်ခုကိုဖန်တီးကြည့်ရအောင်။ Canyon backdrop ကိုအသုံးပြုပြီးဇာတ်ကောင်ကိုတော့ parrot ကိုခေါ်ယူလိုက်ပါမယ်။ခုတ်တွေစတင်လိုက်ရအောင်။ one green flag click နဲ့စတင်လိုက်ပါမယ်။သူ့အောက်မှာတော့ state ပေါ်မှာဖြတ်တန်းသွားဖို့ parrot ရဲ့ starting point go to xy block ကို x တန်ဖိုး -190 y တန်ဖိုး120 end point ကို glide 1 second to xy block မှာ x တန်ဖိုး150 y တန်ဖိုး50သတ်မှတ်ပေးလိုက်ပါမယ်။ခုဆိုရင်ဇာတ်ကောင်ရွေလျားတဲ့အပိုင်းကိုပြုလုပ်ပြီးပြီဆိုတော့တောင်ပံခတ်တဲ့ animate ကိုဖန်တီးဖို့ one green flag click နဲ့စတင်ပြီးသူ့အောက်မှာတော့ repeat loop တန်ဖိုးကိုတော့9ချိန်သတ်မှတ်လိုက်ပါမယ်။ repeat loop ထဲမှာတော့ switch costume to parrot a block နောက်ထပ် costume ကိုမပြောင်းခင် wait 0.1 second သူ့ရဲ့အောက်မှာ switch costume to parrot b block နောက်ဆုံးမှာတော့ wait 0.1 second နဲ့ပိတ်လိုက်ပါမယ်အခုဆိုရင် green flag ကို click ပြုလုပ်ပြီး program ကိုစတင်ကြည့်လိုက်တဲ့အခါ parrot က state ပေါ်မှာတောင်ပံခတ်ပြီးပြန်သွားတဲ့ animate ကိုတွေ့ရမှာဖြစ်ပါတယ်။ talking animate ဒီတစ်ခါမှာတော့ဇာတ်ကောင်စကားပြောတဲ့ animate တစ်ခုကိုဖန်တီးမှာဖြစ်ပါတယ်။ penguin ကိုအသုံးပြုပါမယ်။ costume tab ကိုကြည့်မယ်ဆိုရင် penguin ရဲ့အခြားသော costume တွေကိုတွေ့ရမှာပါ။ဒီ program မှာအပိုင်းနှစ်ခုပါဝင်မှာဖြစ်ပါတယ်။ပထမတစ်ပိုင်းကတော့ green flag ကို click ပြုလုပ်တဲ့အခါမှာဇာတ်ကောင်အနေနဲ့စကားပြောတဲ့ message ဖန်တီးတာဖြစ်ပြီးဒုတိယအပိုင်းမှာတော့စကားပြောတဲ့အခါအသံတစ်ခုထွက်စေပြီးဇာတ်ကောင်ရဲ့အသွင်အပြင်ပြောင်းလဲတဲ့အပိုင်းပဲဖြစ်ပါတယ်။ code တွေကိုစတင်ကြည့်လိုက်ရအောင်။ပထမအပိုင်းအတွက် one green flag click နဲ့စပြီးဇာတ်ကောင်ကိုစကားပြောဖို့ say hello for 2 second block ကိုထည့်လိုက်ပါမယ်။ hello နေရာမှာမိမိပြောစေချင်တဲ့စာသားကိုဖန်တီးနိုင်ပါတယ်။ဒုတိယအပိုင်းအတွက် one green flag နဲ့စတင်ပြီးသူ့ရဲ့အောက်မှာ start sound check block ဇာတ်ကောင်ရဲ့ပထမအသွင်အပြင်ကိုသတ်မှတ်ဖို့ switch costume to penguin 2b block နောက်ထပ် costume မပြောင်းခင် wait 0.3 second costume တစ်ခုပြောင်းဖို့ switch costume to penguin 2a block နဲ့အဆုံးသတ်လိုက်ပါမယ်။ green flag ကို click ပြီး program ကို run ကြည့်တဲ့အခါရလဒ်ကိုအခုအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ draw and animation draw and animation သင်ခန်းစာမှာ sprig ရဲ့ costume ကိုကိုယ်တိုင် edit ပြုလုပ်ပြီးကိုယ်ပိုင် animation တစ်ခုကိုဖန်တီးကြည့်ပါမယ်။ sprig အနေနဲ့ float ကိုအသုံးပြုပါမယ်။ costume tab ကိုသွားကြည့်တဲ့အခါဇာတ်ကောင်မှာ costume တစ်ခုသာရှိတဲ့အတွက်နောက်ထပ် costume တစ်ခုကိုဖန်တီးဖို့အတွက်ရှိပြီးသား costume ကို select ပြုလုပ်ပြီး mouse right click နှိပ်လိုက်တဲ့အခါပေါ်လာတဲ့ menu မှာ duplicate ကို click ပြုလုပ်လိုက်ပါမယ်။အဲ့ဒါဆိုရင်နောက်ထပ် costume တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ပေါ်လာတဲ့ဒုတိယ costume ကို select ပြုလုပ်ပြီးပြင်ဆင်ရမှာပါ။ပြင်ဆင်မှုအတွက် tools တွေထဲက select tool ကိုရွေးချယ်ပြီး costume ကိုပြင်ဆင်မဲ့အစိတ်အပိုင်းကို select ပြုလုပ်လိုက်ပါမယ်။ဒီမှာတော့ဇာတ်ကောင်ရဲ့ရှာအပိုင်းကို select ပြုလုပ်ပြီးအတွင်းထဲသို့အနည်းငယ်ကွေးလိုက်ပါမယ်။နောက်ထပ်မျက်လုံးကို select ပြုလုပ်ပြီးအောက်ဘက်မှာရှိတဲ့ rotate ပြုလုပ်နိုင်တဲ့ handle ကိုအသုံးပြုပြီးအနည်းငယ်လှည့်ပေးလိုက်ပါမယ်။နောက်ထပ်တစ်ဖက်ကိုလည်းသူနဲ့လိုက်ဖက်သွားအောင်ပြင်ဆင်ပေးလိုက်ပါမယ်။ခုဆိုရင်ကိုယ်တိုင်ဖန်တီးထားတဲ့ costume တစ်ခုရပြီဖြစ်တဲ့အတွက် animate ဖန်တီးဖို့ code တင်ဖို့အတွက် code tab ကိုသွားပြီး one display click နဲ့စတင်လိုက်ပါမယ်။
နောက်ထပ် code တွေကတော့ next ခေါ်ကျွန်း wait 0.5 second နဲ့နောက်ဆုံးမှာ next ခေါ်ကျွန်းနဲ့ချိတ်ဆက်လိုက်ပါမယ် spread ကို click ပြုလုပ်တဲ့အခါမှာခုလို animation တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုနမူနာယူပြီး costume တွေကိုကိုယ်တိုင်စိတ်ကြိုက်ဖန်တီးပြင်ဆင်ကြည့်စီလိုပါတယ်သင်ခန်းစာအနေနဲ့ကတော့ဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်